ခုတော့မျောကောင်းမျောနေရှာရော့မယ်အဖေနဲ့မေတို့ရေသားမပြည့်ရှိရင်ခွနာလွတ်ကြပြီးတော့ဒီဘဝဒီမြလာပေါင်းတင်ပြီးတော့ဒီကကြီးဒီလိုပဲခွဲကြရတော့မယ်ထင်ပါရဲ့အမေဝယ်ပြတဲ့ရောဒီအဝါရောင်သင်္ကန်းလေးကလည်းခုတော့သွေးလေးပေးချမ်းလို့အနီရောင်ဖြစ်လွှမ်းခဲ့ပြီအမေဝယ်ပြတဲ့ရောဒီသပိတ်ကလေးကလည်းသာသီဆိုတာနဲ့တပြိုင်နဲ့တပိတ်ကွဲလေးတွေဖြစ်လာတွေ့ရတော့မယ်ဘဝတန်ရာဆက်ဆက်ပြီးတော့မေတို့ပေါ်မှာသာပြမစော်ကားမိကြတာရှင်သားကိုခွင့်လို့ကြပါတော့လို့အဖေမေရှိရာရပြုမျိုးဘက်ကိုဥတီထားလို့မို့လက်ဆယ်ရထိတ်မှမှုကရှိကိုယ်လုံးဥမချနိုင်ပေမဲ့စိတ်ထဲကညှို့သွားလို့မို့အဖေအမေတွေကိုလည်းပဲကြော်ပန်းလေးဆင်မြန်းလို့နေပြန်ပါပြီပရိသတ်ရဲ့ကိုရင်လေးမလိမ္မာဘူးလားဒါကြောင့်တို့လည်းပဲတို့အဖေမေတွေကိုကြော်ပန်းလေးဆင်မြန်းကြအောင်ဆိုလိုက်စမ်းမှာမြတ်မိပါကိုလုံးထုံယုံကြည်အားကိုးပါ၏ဖယားမြတ်မိပါကိုလုံးထုံယုံကြည်အားကိုးပါ၏ဖယားမြတ်မိပါကိုလုံးထုံယုံကြည်အားကိုးပါ၏ဖယားအိုင်လိုပြိတ္တယမိဘရဲ့ဂုဏ်တော်ကိုအာယုံမှာပုံဖော်လို့စိတ်ကလေးနဲ့ကြော်ပန်းဆင်းပြီးတဲ့အခါမှာဩငါအဖေနဲ့အမေကငါကိုသိပ်ပြီးတော့ချစ်ကြတာအခုဆိုရင်တန်ဃာတော်တွေတောင်းမှဆုံးခံပြန်ခြင်းရောက်ပြီအရင်နေ့တွေကဆိုရင်ငါတို့ရဲ့သားမောင်ရန်ပင်လန်းကဆုံးခံကြွလာမလဲရဲ့လို့နေစဉ်စောင့်မျှော်နေကြဖြစ်တဲ့အမေကဒီနေ့မှလည်းပဲငါကိုစောင့်မျှော်နေလိမ့်မယ်အခုလိုချစ်ဆုံးသားလေးသိပြီဆိုတာရုပ်တရက်သိလိုက်ရတဲ့ချိန်မှာတော့ရင်ခွဲနာကြလို့မသက်ခံစားရမှာအမှန်ပါပဲဒါမဲ့လေပျောက်တော်လူရှာရင်တွေ့သေးတော်လူကြာရင်မေ့ဆိုသလိုငါကိုကြာတော့လဲပဲမေ့သွားကြမှာပါအချစ်ဆုံးသားလေးသိပြီဆိုတာရုပ်တရက်သိလိုက်ရတဲ့ချိန်မှာတော့ဆင်းရဲပင်ပန်းစွာငိုကြွေးကြမှာအမှန်ပါပဲဒါမဲ့လေသေပြီဆိုတာလည်းမသိရှင်နေတာကိုလည်းပဲမသိရဘူးဆိုရင်တော့ငါသားလေးတနေ့ကြွလာလို့နဲ့မျောဝဆောင်စားရင်ကຫນွေရာသီရေကြမှာချေမလှတဲ့အင်းအိုင်တွေလိုတမြေပြေတဆွေတွေနဲ့ပို့ပြီးတော့ပင်ပန်းကြရှာလိုက်မယ်ဒါကြောင့်မလို့ငါသေးပြီဆိုတဲ့အကြောင်းလေးပြောပေးဖို့မှာခဲ့ဦးမှာပဲရဲ့နဲ့ရာဇဂိုမျိုးနဲ့ဟိုကောသလတိုင်းဘက်ကကိုရင်လေးဒီဘုံဒီနေသက်ခံရတယ်ဆိုတာကြားသိကြတယ်ဒကာဒကာမတွေကလာပြီးတော့ကြည်နေကြတော့အဲ့ဒီလာကြည်နေတဲ့ဒကာဒကာမတွေကိုသူသေးပြီဆိုတဲ့အကြောင်းလေးပြောပြဖို့မှန်ချွေနေဘုံကစီဝရံပတ္တမာတာယဓတေချမမမာတရံပဋိတဝါဒဝိကညာတို့ထပင်းတို့တရစေတိယဘွန်တော်အဒီကကွင်းရဲ့ကင်မွားကိုလာရောက်ကကြည့်ရှုနေကြကုန်သောဩဒကာဒကမပေါင်းတော်ကောင်းတို့မမံဝိပါကဝတ္တရားကြောင့်ခြားရပုံတွင်မမြင်နိုင်ကံတရားကြောင့်ခံစားနာခြင်း၍နေရပါသောအကျွန်ုပ်ကိုရင်ကလေးဇီဝရင်စာသွေးဖြိုင်ဆိုရွှဲ၍မလဲတာမခွာတာတဝါတာဆင်မြရပါသေးတယ်သင်္ကန်းလို့ခေါ်ရည်ကွင်းရဲ့ဧကရီလေးကို၎င်းဗတ္တင်ဆောင်သူနဲ့အတန်မွေးခဲ့ရပါတယ်ဤလူပုံတွင်တူဆုံးကသူခွင့်ရတော့မယ်မောင်မဲနာချင်ရည်ကွင်းရဲ့တပိတ်တော်လေးကို၎င်းအာဒါယကောင်းစွာမသွေယူဆောင်တော်မူကြကုန်၍မာတရံဝိယမြင်နဲ့တခြားကမေဖယာလို့ခေါ်တဲ့ကိုရင်ဒကမကြီးကိုဓာတ်သေးချာနှလုံးတွေမှန်မမေ့လိုက်ကြပါနဲ့တွေ့ချင်းပြတော်မူလိုက်ကြစမ်းပါတန်ထိုးကိုရင်ပေးလိုက်တဲ့သင်္ကန်းတွေပြေခါလေးတွေကိုပဋိတဝါငါသာဆိုတဲ့အသွင်တတ်ဖြင့်အထင်မဲ့ကြည့်ရှုရသည်ရှိသောဝ
ဝိညာဉ်သူသောကမြေအပူတောက်လုံးမှုမျက်ရည်ပေါက်ကျင်းငယ်ကြရတော့လည်းပဲတခါသာပင်ပန်းတော်မူကြပါလိမ့်မယ်တသမိဌာနေကံဆိုးလို့ကြုံရပါတယ်စွတ်နေစွဆွဲခုတော့တကယ်တဲ့အသင်တတ်ကြတော်မလဲဤကုန်းမြင့်မြင့်ရက်ကလေးပေါ်၌တရာစိတ်တရားတကွ၌ရွှေကုန်ကားရနေမူလေးဝါရေကတလူလူဖူးရသူတွေတတိကာကာရစေနိုင်တယ်လာလာဓမြသူတွေကိုတတိတဝေယရစေနိုင်တယ်လွမ်းစီဖြူဖြူလေးကိုထပင်လူမတ်တရားနေရာဖြင့်တည်ထားကိုယ်ဝယ်တော်မူလိုက်ကြစမ်းပါထပင်လူရွှေဆဲလဲတန်တွေကတညံညံတင်းရတွေကတညိုညိုမခိုးရရွှေတရပီကူးချိန်မို့စေရီထူကိုယေစုကဒီထာကိုယ်ဝယ်တော်မူလိုက်ကြကုန်ရာတည်းကိုရင်ရဲ့ခင်းဘွားကိုလာရောက်ကြည့်ရှုနေကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဝိပါကဝတ္တရားကြောင့်ခြာရဲ့ပုံွယ်မပြင်းနိုင်ကံတရားကြောင့်တန်တကြီးရှုပ်ပြီးတတ်လို့ဒုက္ခဝေဒနာကြီးခံစားနေရတဲ့ကိုရင်အတွက်လေဟရိမမေဝယ်ပြီးထားတဲ့အဝါရောင်သင်္ကန်းလေးကသွေးတွေပေးချမ်းလို့ဟရိကိုရင်ရဲ့ပေါ်ပိုင်းမှာဝ